Hello， 大家好，来这个给大家看一下，它这的话就是天蓝的锆石，真的很好看的哦。火彩也是比较闪一点的那种，而且它这个颜色也是不是那种很浅的，颜色比较深一点，火彩也是比较闪，切工也是挺不错的。它这个的话就是里面的话就是无裂无瑕无棉的一个料子啊，真的挺不错的一个料子。而且它这个的话就是有1克拉多，这一颗的话就是有1克拉多，天然的锆石啊，天然无烧的锆石，而且它这个锆石的话就是它没有那个钻石那么硬实度高，但是日常佩戴倒是没什么问题的，日常佩戴倒是没什么问题的一个料子啊。而且它这个价格的话就是2800人民币，如果是新朋友的话就是会漏给的哦，如果是喜欢的话就是可以私信的啊，谢谢大家。Hello， အားလုံးပဲမင်္ဂလာပါရှင်။ဒါလေးကျစားဖုန်းကြောက်လေးပေါ့နော်။တော်တော်လေးကိုလာပါတယ်ရှင်။ဒါလေးဆိုလို့ရှိရင်ထည့်ခတ်လို့ရှိရင်လည်းလာပါတယ်။ကြောက်ကြောက်တာလေးလည်းလာပါတယ်ရှင်။ဒါလေးကျတော့တက်ကလတ်ကျော်ရှိရပေါ့နော်။ဒါလေးတက်ကလတ်ကျော်ရှိပါတယ်ရှင်။ကြောက်တာလေးရေးထပ်တယ်ပေါ့နော်။ဒါလေးဆိုလို့ရှိရင်တူကွက်လေးလည်းလာပါတယ်ရှင်။စီရပါပါလေး။ဒါလေးဆိုလို့ရှိရင်ဒီကကျတော့ငါသိန်းခွဲလေးပါပဲရှင်။ဒါလေးမှငါသိန်းခွဲလေးပါချက်လို့ရှိရင်တော့စီမလာခဲ့ပြီပေါ့နော်။အားလုံးပဲကျေးဇူးပါပဲရှင်။